အားလုံး morning မှာအခုကတော့တဲတို့ Hobby Channel မှာမနက်ပိုင်းအလှူလေးစနေပြီပေါ့နော်တဲတို့ဒီနေ့ကတော့ကစုံလာပြည့်နေ့လေးမှာ Hobby Channel မှာတည်ထားတဲ့ဖရားမှာပဲညောင်ရည်သွန်းပွဲလေးလုပ်ဖြစ်ပါတယ်တဲတို့ Hobby Channel မှာဘောရင်းညောင်မယ်လေးရှိရဖြစ်တဲ့အတွက်တဲတို့မြေတန့်စင်ပြီးဖရားတည်ထားတဲ့အကြောင်းလေးကတော့တဲတို့အရှိ blog တွေမှာပြောပြပူတယ်ပေါ့နော်ဒီကနေ့ကတော့တဲတို့မအားရနဲ့ညောင်ရည်သွန်းပွဲလေးကိုတေချာမလုပ်လိုက်ရအောင်ပေါ့နော်အဲ့တော့ဒီနှစ်မှာတော့မိသားစုတွေအကုန်လုံးလဲစုစုစည်းရှိတယ်အလှူလေးလည်းလုပ်ဖြစ်တာဖြစ်တဲ့အတွက်တဲတို့ဒီနေ့မှာတော့ညောင်ရည်သွန်းပွဲလေးနဲ့မော်ဟင်ဂါစတူဒီတာကျွေးတယ်ပြီးတော့တဲတို့မောင်နှမတွေစုပြီးတော့အေးလဲလှူဖြစ်တယ်ပေါ့နော်အရှိ vlog တွေမကြည့်ဘူးတဲ့သူတွေအတွက်ကတော့တဲတို့ဒီဖရားလေးရမိသားစုတွေစုပြီးတော့တည်ထားတာပေါ့နော်တဲကတောက်ကြနံဖြစ်တဲ့အတွက်တောက်ကြနံရဲ့ဒီဖရားရဲ့ပြီးတော့အရှိရနှွေပူခံကြောက်ပြားဦးတဲလှူထားရပေါ့နော်ညောင်ရည်သွန်းတာကိုတော့တဲတို့မိသားစုတွေတည်းမကပဲနဲ့ဒီမော်ဟင်ဂါစတူဒီတာကိုလာစားကြရတဲ့သူတွေပါညောင်ရည်သွန်းလို့ရအောင်လို့တဲတို့အိုးလေးစီစဉ်ထားပြီးရပေါ့နော်ဒါလေးတွေကတဲတို့မောင်နှမတွေစုပြီးတော့လှူတဲ့အေးလေးပေါ့နော်မောင်နှမအများရွာကြမယ်ဖောင်ဒေးရှင်းရဲ့ဟုတ်ပြီတဲ့မောင်နှမအများရွာကြမယ်ဖောင်ဒေးရှင်းရဲ့အေးအလှူပေါ့နော်အေးဘူးတဲတို့140စားပေါ့ဟုတ်လားဟုတ်တယ်240စားဒီနေ့ကတော့မောင်နှမရဲ့အေးလှူလေးပါတဲတို့ရေမနက်9နာရီခွဲလောက်ထဲကဖုံဖုံတွေအောင်ဆုံးကတ်တယ်ပေါ့နော်ပြီးတော့6ခွဲခေါ်လောက်မှာတဲတို့မော်ဟင်ဂါစတူဒီတာစကျွေးရဲပေါ့နော်ဒီနေ့ကစုံလာပြည့်နေ့ဖေဖေရဲ့သမီးရဲ့ဖွား2ယောက်ပေါ့မွေသားအမေရောအမေအရင်ရော2ယောက်စလုံးကတစ်နှစ်ချားစီကွယ်လွန်သွားကြရတယ်ဆိုတော့ဒီနေ့မှာပဲနော်ဒီနေ့မှာပဲတစ်နှစ်ပဲချားတာအဲ့ဒါအမေတို့ရည်စူးပြီးတော့နှစ်တိုင်းအတူလုပ်ဖြစ်တယ်ပေါ့ဒီနှစ်ကတော့ကစုံညောင်ရည်သွန်းလို့ရအောင်ဘောဒီပင်လေးလေးရှိတယ်ဆိုတော့ညောင်ရည်သွန်းပွဲလေးပါလုပ်လိုက်တယ်ပေါ့ဟုတ်စပရိုက်တော့ဘာတော့ဘုဘယ်စားတာဘုဘယ်စားတာဘာရှိရောဆရာတမီးတော့ပါတယ်တမီးကိုယုံပြီးတော့ဝါရပါနာရတာလေတမီးနောက်တော့ကလောက်လို့သေးရမဆိုးမိုးနဲ့ဘောလုံးရှိမှလည်းဆန်းတော့ဗာလေဒီနေ့ကတော့ရောကာအဆိုတော်ကြီးတယောက်ပေါ့နော်အဲ့လိုအတန်အော်ကြီးနဲ့ရောကာဆိုတော်အားရဲ့အမေကကျမ်းမာရေးမကောင်းဖြစ်နေတာလေလေးပြားသွားတော့အဲ့မမေအိမ်မှာပြုစုရင်ပြီးတော့အမပွဲရယူရနဲ့မရောက်ဖြစ်တာတတိတွေရမ်းရနေတာအဲ့ဒါကိုတနေ့2ရက်ရှိပြီဒီမှာအဲ့ဒါအတန်ကေဝါအေကစင်ကတော့ဒီနေ့ဝစ်ထဲတွေယူလာတယ်လက်ဆောင်ပေးမယ်ကျန်အောင်ရနော်မိုင်းဟိုမိုက်ကလေဘလူးတူးကမရတော့မီးပြတ်သွားတယ်ဆိုတော့ဒီအတန်အားကိုးရပြီလေလောပါပဲဖွာပြစားတယ်လူဝကြီးလာတာတို့ရဲ့မိသားစုအလှူလေးမှာအေကကင်ဆက်ရကတော့မိသားစုကနေပြီးတော့လဲ1 set တွေနဲ့မိသားတွေပါဝင်ပြီးတော့လှူဒန်းပေးရပေါ့နော်မိသားစုကိုစစ်တော်မေးကြပါအောင်နော်ဒါကျွန်တော်ကိုယ်နဲ့မနဲ့ပြပါပါနားကြည့်ကြအတမတော့မပြောပါနဲ့လားဒီဝဲသိန်းတော့လှမလေးချုံကြောင်းညဝင်နေတော့ကြောင်းညဝင်နေတော့အဖေကြောင်းညဝင်နေမခိုင်ရလေမခိုင်ပေးရပါဘူးမခိုင်ပေးရပါဘူးနောက်ခါသွားမယ်နောက်ကနေသွားစီပဲလေဟာကြိုဒီဘက်မလို့ဟာဝင်းစီတမီးကထောက်ကြလာတာတပီးရတာလေးကြိုက်တယ်ဆိုပါလေခွာလေးကိုပိုက်ထားဇိုင်နာပါအမချောင်းကြီးချုပ်ကြောင်ရင်းနေအမဒါလေးချုပ်ပဲ1 set အဲ့လိုပဲအဲ့လိုရှင်ရင်လေးပဲနမချစ်ဖို့ကောင်းမကုန်ဘူးလေးနဲ့ယူရှင်လေးနဲ့ယူဒါကတော့အကိုနဲ့မနေပြီးတော့ရွာရကလေးလေးတွေဆိုပြီးတော့မဖိုးထပ်ပြီးတော့လူတန်းပေးရပါတော့ဘေဘီတွေလည်းနောက်မှလာတယ်ကျွန်တော်ကကျဲတာကူကူအများဆုံးရတယ်အေးအောင်ကြောက်ဖို့နဲ့အကြံစိုးနဲ့စားတဲ့ဧည့်သည်တွေကိုအေကစင်ကတော့ကိုကြီးကခမိန်နေဝမ်းဆက်လေးလှူတယ်ပြီးတော့မုတ်ဘိုးတွေလည်းလှူတယ်အဲ့ဒါပြီးရင်ကိုကြီးပြောတာကျန်တဲ့မိသားစုတွေဝိုင်းကူတဲ့သူတွေကိုပဲမုတ်ဘိုးထပ်ပေးမယ်ပြီးရင်ပတ်စံကျဲမယ်ဆိုတော့ကျန်တဲ့မဆိုင်တဲ့အပြင်ရလာတဲ့ဧည့်သည်တွေကိုပြန်လွတ်နေတာအကြံစိုးနဲ့အတင်းနေမလို့နှလုံးလေးမဟုတ်ဘူးအဲ့လိုမမုတ်တော့ဘူးဟိုးလို့မဟုတ်လိုက်ဘူးဟောပန်းလာရှိနော်အခုဆိုရင်တော့တဲရိုက်စတူဒီတာအလှူကအောင်မြင်မြင်နဲ့ပြီးဆုံးသွားပြီဆိုတော့တဲရိုမိသားစုရဲ့ထုံးစံအတိုင်းအလှူတစ်ခုလုပ်ပြီးဆိုလို့ရှိရင်အမြဲတမ်းလက်ကီမန်နီပေးတဲ့အလေးထားလေးရှိရပေါ့နော်အဲ့ဒီအလေးထားလေးမှာဒီနေ့ဘယ်သူတွေပါဝင်သွားမလဲဆိုတာကိုထပ်ပြီးကြည့်ပေးပါဦးဘူးလားမဲဘူးခွာရတယ်ဒါတော့အလှူမှာလောက်ရ
ပေးတဲ့သူတွေကိုအကိုနဲ့အမကမဟုတ်ဖို့ပေးမှာဖြစ်ပါတယ်အလူမချောထားပေးရမှာအဲ့ဆောင်ကနေမယ်ဟဲ့အလူမချောထားပေးတယ်လုတ်ပဲတယ်အော်ပြန်ဝင်လိုက်ပါအောင်မယ်လာဟိုအလူမဟောင်းထားပေးရလေဟောင်းထားပေးအိုက်စားရလူတွေဟုတ်တယ်မပြောနဲ့မပြောနဲ့တဲရီပဲမင်းကသူသမီးရှိခဏတက်လိုက်တာတဲရီပေးသွားတယ်တမီးရဦးစီအနောက်ပိုင်းဖြတ်ချလိုက်လို့ရတယ်သူ့တော့ပေးလိုက်ပါသူကတတူးချက်ရအောင်ပါတတူးချက်ရအောင်ပါမနေ့ကဝိုင်းလုပ်ပေးတယ်ဝိုင်းတော့ပေးတာခုံနေထားခုံပေးတာပါလက်နဲ့တပီးလဲလို့ဒီမှာငါထောက်လာတယ်လာတော့လက်ဒီမှာအဲ့ဒီမှာဒီလိုလုပ်လာလက်ကရလက်မိုင်းပါလူရင်းတေချာစစ်လက်တယ်ပဲပါသာတော့ရပြီစောင်းစားပြနေပါနော်နာကိုလာစားချင်ပါလေဟုတ်သူနဲ့လားဘုသားနောက်မျိုးသမီးရဲ့ဒီနိုင်ငံတွေကွာမောက်ဆုံးနေနဲ့တဲတို့တမီတာစုလုံး lucky money စပေးရတော့အေကီကအကိုနဲ့အမပေါ့နော် net စီကမိုက်တယ်နော်အေး net ဆောင်ချူနဲ့နေနဲ့ဂျေရိုနဲ့အခုတော့သိပေးတော့မျိုးอ่ะသူကလည်းပြီးတော့တဲ့အတော်နဲ့တဲ့အမ2ယောက်ကဂျားထဲမှာ lucky money ပေးလိုက်သေးရဲ့ပေါ့နော်တဲလွတ်သွားတဲ့အဲ့အားလေးတော့အခုကတော့မတ်တွေရ lucky money ပေးနေရပါဒီခေါက်ကတော့ဒီခွန်နဲ့ဒီဆိုးနာမည်ကိုကလောင်းဝိုင်းခေါ်နေကြတာဖြစ်တဲ့အတွက်ဒီခွန်နဲ့ဒီဆိုးကနေပြီးတော့ lucky money ပေးကြပါပေါ့နော်ဒါစီနေကြနော်လလဆောင်းဆောင်ပြီးဆိုဟေးတွေ့တယ်ဗျတဲလေးကိုနေရာလေးရောက်နေတဲလေးပေးတွေ့တယ်တဲလေးဆောင်ပါလားချီတောင်းပေးခေါက်လဲကြရတော့တဲလဲပေါ့နော်တဲကငွေသားအများကြီးမရှိလာတော့အဲ့ဒါကေပေးနဲ့လဲပြီးရောတက်ကီမနီပေးရရပေါ့နော်နှစ်တားလေးပြောဟာတော်တော်များနေပြီတော့အဝါပြောထားနေပြီပြောင်းနေမနွေမိုက်နေတယ်ရမလာထိုင်လို့ရတာအမနာနဲ့ပြန်တော့မယ်ဒီလေမလာထိုင်လို့ရတာအမနာနဲ့ပြန်တော့မယ်တောင်းနဲ့လို့ကျလာတောင်းနဲ့လားအဲ့ဒါကတောင်းနဲ့ဟုတ်ကဲ့တခါတကယ်ပါဟဲ့ဒီပတ်စံအများကြီးမကိုင်ဘူးပြက်စီးလိုက်မယ်သဘောတူဘူးလားမော်လိုက်တာခက်လေမှာအပုံပတ်စံယူအောင်မလို့ကျွန်တော်ရိုက်ရလို့မရိုင်းတဲ့ဖားရုံနဲ့ကပ်ပါပေးကျော်စင်းလာနေမှန်းကြီးဟုတ်လားနောက်ခေါက်လားဟုတ်လို့လားနာမည်လေးကောင်းတယ်မကောင်းဒီမှာဦးအောင်နောက်ကအဒီကိုလာရဝဲမလာပြီဟောဒီမှာကလေးနဲ့ဟေးအဲ့အကိုကြီးပြီးအောင်မယ်ခင်လိုက်တော့လူကခင်လိုက်တော့လူကချိန်တကားပဲပြီးတယ်
ဘာလဲ နောက်ကတ် ဒီတစ်ခါအလှမှာတော့ like money ပေးတဲ့အစီအစဉ်ကလူစေးတယောက်မကျန်အကုန်လုံးဝင်ပေးခိုင်းတဲ့အစီအစဉ်ဖြစ်သွားတယ်ပေါ့နော်။ရန်လည်းပြောဖို့ကောင်းတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲ။နောက်ထပ် vlog တွေကြားမှာပဲပြန်ပြီးတော့တွေ့ပါမယ်ရှင်။အားလုံးပဲတတား